ချိန်မှလင်းစွမ်းကိုပဲနိုင်တယ်လူငယ်တွေမှာအားနည်းချက်တွေရှိနေပါတယ်လူငယ်တွေကိုလည်းပြပေးတဲ့မြစ်စရာတွေကိုဒီမှာစင်တာကျေးဇူးတင်တယ်ဆရာတွေသားခဲ့တဲ့မိသားရဲ့လူပေါ်မှာမိဘနဲ့ကြနေပါတယ်ရုပ်ကိုယ်ွယ်ပါတရားနဲ့ပတ်သက်လာရင်ဘက်ဆောင်မတော့တဲ့အောင်ဆွမ်းဆောင်နိုင်တယ်